ကောင်းတာတွေလုပ်ရင်တမ္မာတွေဝနှကောင်းနှမျက်များကတကယ်ဆောင်းလျှောက်ပါသလားဒါကတော့သူတို့ကဆောင်းလျှောက်ခွင့်ကြုံတဲ့အခါတော့ဆောင်းလျှောက်ခြင်းဆောင်းလျှောက်မှာပေါ့နော်တကယ်ကတော့ကိုကောင်းတာလုပ်လို့ရှိရင်ကိုကောင်းတာလုပ်တဲ့ကိုကံတရားကကိုယ့်ကိုပဲပြန်ဆောင်းလျှောက်သွားမှာပါကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်နေသဘောထားတွေကကိုယ့်ကိုပြန်ပြီးတော့ဆောင်းလျှောက်သွားမှာပါအတ္တတမပဏိတိနတ်တွေကဆောင်းလျှောက်တယ်ဆိုတာအပြင်ပန်းကဆောင်းလျှောက်တာများတာဖြစ်ပါတယ်ဆောင်းလျှောက်မှုကအရေးကြီးဆုံးကကိုယ့်ကိုဆောင်းလျှောက်ဖို့ကအရေးကြီးဆုံးကိုယ့်ကိုဆောင်းလျှောက်တယ်ဆိုတာကိုယ့်စိတ်ကိုစိတ်ကောင်းအောင်ထားမယ်သီလမရှိသေးရင်သီလရှိအောင်ပညာမရှိသေးရင်ပညာရှိလာအောင်အဲ့ဒါလိုကြိုးစားပေးတာပညာမတတ်သေးရင်တတ်အောင်ကြိုးစားတာဒါကိုယ့်ကိုဆောင်းလျှောက်တယ်လို့ခေါ်တယ်ကိုယ့်ဘဝကိုတိုးတက်မြင့်မားလာအောင်လုပ်တာဒီလိုဆိုလို့ရတယ်ပေါ့ဘာတွေလုပ်ရမှာပါလဲဆိုတော့ကုသိုလ်ကောင်းမှုတွေလုပ်ပေါ့သီလတိုးတက်လာအောင်လုပ်နောက်တရားတရားတွေတိုးတက်လာအောင်လုပ်တုတ္တဆိုတဲ့ဘောဓုတ္တတွေတိုးတက်လာအောင်လုပ်စာခလို့ဆိုတဲ့ကိုဘာပဲရှိအားလုံးနဲ့မျှဝေစားမယ်ဆိုတဲ့ generosity ရှိအောင်လုပ်ပညာအမှားနဲ့အမှန်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားပြီးသိဖို့ရဒီအရေးချင်းတွေရအောင်လုပ်ရမှာပဲ